မင်းပါလို့ပတ်စံအသေးလဲရှာနေတာလဲလို့လူတယောက်ကိုမေးတဲ့အခါကျတော့အဲ့ဒီလူကဘာဖြစ်လဲဆိုတော့ငါနှဟိုးကကြွေချီမကြအောင်နားရက်မရှိဘဲနဲ့ငွေရှာနေတယ်ဆိုတာစီးစိမ်ဥစ္စာချမ်းသာခြင်းနဲ့ဆိုတာတဲ့ပတ်စံမရှိတဲ့အခါငွေမရှိတဲ့အခါငါ့ကိုလူတွေဘလို့ဆက်ဆံခဲ့တယ်ငါ့ကိုလူတွေဘလို့မျိုးပုံစံတွေနဲ့ပြောဆိုခဲ့တယ်ငါ့ကိုလူရမသွင်းခဲ့ဘူးငါဘလောက်ပဲမှန်တာတွေပြောနေပါစေငါရဲ့စကားတွေကသူတို့တွေအတွက်ဟာသားတစ်ခုလိုပဲအမားတွေဖြစ်ကုန်ကြတယ်ငါရဲ့အသက်နဲ့မမြောက်အောင်ကောင်းကောင်းခံခဲ့ရတဲ့ဘဝတွေကိုငါစိတ်နာလို့ပတ်စံရှာတယ်လို့ပြောရင်ပို့ပြီးတော့မှန်လိမ့်မယ်တဲ့ငါရဲ့စူးစမ်းမှုတွေအရာထင်တဲ့တစ်နေ့ကြာရင်တော့ငါအတွက်အများကြီးပင်ပန်းခဲ့တဲ့ငါရဲ့မိဘနှစ်ပါးကိုငါပြည့်ပြည့်စုံစုံနဲ့လူလေးသေးမရှိအောင်ငါထားမယ်အများကြီးပင်ပန်းခဲ့တဲ့ငါကိုငါလည်းအေးချမ်းချမ်းနဲ့စိတ်ကောလူကောအနာပေးပြီးတော့အေးချမ်းစွာဘဝကိုဖြတ်သန်းမယ်စားလောင်နေတဲ့ဝမ်းမိုက်တွေနဲ့အတူလဲနေတဲ့သူထူပေးမယ်အားငယ်တဲ့သူကိုအားပေးပြီးတော့ငါပေးကမ်းနိုင်တဲ့လက်တစုံဖြစ်အောင်စူးစမ်းမယ်ဆိုတဲ့စိတ်နဲ့ငါငွေတွေရှာနေတာပါတဲ့ဒါကြောင့်ဘဝမှာနှဖိုးရကြွေချင်မှကြအောင်နားရမရှိပဲစူးစမ်းနေတယ်ဆိုရင်ကိုယ့်ကိုငွေမရှိတဲ့အခါလူတွေဘိုးကိုဘလို့ဆက်ဆံခဲ့လဲလူတွေကိုယ့်ကိုဘလို့မျိုးပြုမှုခဲ့လဲဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ဒါကြောင့်စူးစမ်းကြပါ